ဒီနေ့တော့ကင်းကျိုဝမ်ချက်မယ်တဲ့အုံနို့နဲ့မုတ်ဒီပေါ့ကွာထိုင်းမုတ်ဒီဒီနေ့ထိုင်းမုတ်ဒီချက်ဘယ်လိုဒါအုံနို့အုံဒီဖက်ဒါတော့အရက်ခူတဲ့လူပေါ့ဒါဟင်းချက်ရင်ချက်မို့ထိုင်းမုတ်ဒီမှာကိုတာဝန်ကိုယူကြတဲ့လူ哦，你睇啊，過你睇啊，阿拉個而家係要，老婆仔要啦，仲未要嘛？爸爸，老母啦，唔啦。ဒါတော့မဟုတ်哎，sorry，再次嚟。ဒီဝါပါလဲဆိုင်လေဒီဝါနည်းနည်းကြည့်ကြည့် ဒီပြော กินไม่ได้ အဲ့ဒါကဟိုစားဘလဲမလိုက်ပါခင်းရက်မဟုတ်ပါဘူး ทีนี้เราเอาดี အေး ပေါင်းယူဒါတော့ထိုင်းမုတ်ဒီလို့ခေါ်ပါတယ် ပြောပါလားဒီနားမရ ထိုင်းမုတ်ဒီမှာဆိုရင်အရေက3မျိုး4မျိုးရှိတယ်ပေါ့နော်ဒါဆိုရင်ဒီမှာဒါထည့်မယ်ဒါထည့်မယ်ဒါထည့်မယ်ပြီးအုံလို့ထည့်မယ်ပြီးဟိုမှာချက် ဆိုင်ထားပါလာကြပါ没可以装，鸡吧鸡，坏了你有的，我去了。ဒါခဏမုတ်လုံးနဲ့ဟာကိုဒီမှာပြန်လုံးမယ် right am I right bro 发烧了。你还火电了一样吗？ ဒါမဲ့တူတက်ဖို့ကလည်းဘယ်လောက်ကြာမမီအလုံးရကြီးရဲ့ No, this one got it, and then you can put it here. ကဲဒီလိုနော် ใช่แล้วนะ အော် wow မိုက်ပါ like this เห็นไหมมันก็จะออกมา ใช่ไหมนะ มันก็จะออกมาอย่างนี้ พอแล้วพอแล้ว อันนี้พอแล้วก่อ ခ น ဏနေဦးတယ်မဲ့โอเคဒါတော့ဒီလိုလုံးရတယ်ပေါ့နော် good ဒီမှာနေဒီမှာလာအရင် ဒါအယောင်ဆုံးထိုင်မုတ်လုံးကြီးပေါ့လို့ခေါ်တယ်ပေါ့နော်ဒါကိုလီလိုလည်းရတယ် เนาะ မဝိုင်းရင် ยังไม่ တစ် ใช่เหมือนกันเยอะมาไหว้พระเจ้าแม่ တန်းစီအဲစီရဲလူပဲနော် ဒါကတူလေခလေးတဲ့တမီးစားဘူးလေမစားဘူး တန်းစီရမယ်မီးရဲ့တမီးတန်းစီလိုက်ဟိုနောက်မှာတန်းစီ ดูแล้ว ငါယူနေပြီလေ တန်း ပြန်ဟုတ်တယ် เฮ้ยเนี่ยมันแก่จ้าละ ကိုပြောပဲပြောလာတယ်ဒီမှာလာวันนี้เดี๋ยวฉันตักไก่ให้เธอมาใกล้ๆลูก นี่เลยนะทำไมนี่ก็มา哪里呀哪里呀 လာဟိုမှာအပြင်မှာတော့စားတော့ဆိုင်น้ำก็พอเดี๋ยวพี่นี้ Okay.